8လပိုင်း13ရက်ကနေပြီးတော့8လပိုင်း16ရက်ကဂျပန်ရဲ့အိုဘိုရက်ကဘလို့ဘာလဲဆိုလို့ရှိရင်ဒီမြန်မာလူတွေသိအောင်လို့ပေါ့နော်အိုဘိုရက်ကတည်သွားတဲ့ဝိညာဉ်တွေကိုကြိုးဆိုတဲ့နေ့ပေါ့နော်ကြိုးဆိုတဲ့နေ့သူတို့တွေကိုကြိုးဆိုတဲ့နေ့ဆိုပြီးသတ်မှတ်တဲ့နေ့ထူးထူးခြားခြားပါလဲဆိုလို့ရှိရင်အဲ့ဒီ8လပိုင်း13ရက်နေ့ကိုရေထဲမစင်းရဘူးဆိုပြီးမှတားမြစ်ကြတယ်ပေါ့တားမြစ်တယ်ဆိုတော့သူတို့ဥပဒေကတားမြစ်တာမဟုတ်ဘူးသူတို့ရှေးတဲ့အယူဆရှိတယ်ပေါ့နော်အရှေးကလေးကအယူဆကြောင့်မလို့အယူဆတွေသူတို့မှလည်းရှိရပေါ့မစင်းရဘူးဘာဖြစ်လို့မစင်းရကိုကလေဟဲ့ရေတွေကဘာလို့မစင်းရတာလဲဆိုအကြောင်းရအောင်အရန်သိချင်တယ်သိချင်တော့သူကအဲ့ဒါလေးမစင်းရဘူးလားပြောတာလေဒီနေ့ကိုပင်းလဲသွားခဲ့ရတယ်ပင်လေမှာလေအမှလူကြီးလူငယ်လူဟိုခလေးတေးလေးရအစားမရွေးအကုန်အပြည့်စိုက်စုံမျိုးစုံရှိကြရေစော့နေကြကွာရေစော့တဲ့ခါကျတော့အဲ့တော့ဘာဖြစ်လို့မစော့ခိုင်းနိုင်လဲအဓိကရေတွေကဘာကြောင့်မစင်းခိုင်းနိုင်လဲကြောင်းကွာသိချင်တော့မေးကြည့်လိုက်တော့ဒီရေနစ်တေဆုံးသွားတဲ့ဝိညာဉ်တွေကနေပြီးတော့မှတို့မြန်မာလို့ဆိုလူစားလေးတဲ့သဘောပေါ့အဲ့လိုမျိုးတွေရှိတယ်ရေထဲဆွဲချပြီးတော့မှခေါ်သွားတာတွေရှိတယ်ပေါ့နော်အဲ့လိုအယူစားရှိလို့မလို့တဲ့တို့ကမသွားခိုင်းတာပေါ့ကွယ်ရေထဲမစင်းခိုင်းတာဆိုတဲ့ဟာကွာတိလာခဲ့တာတက်တဲ့ဆန်ဆန်နောက်ထပ်တစ်ခုကပါလေဆိုဒီဟာနဲ့ပတ်သက်ပြီးတော့မှကိုကဒီအလုပ်ထဲမှာအဲ့ဒါနဲ့ပတ်သက်ပြီးတာဝန်ရွေးအလုပ်ကိုလုပ်ရတာဆိုမှဘာတိလာလဲဆိုတော့စကားဖြစ်ပြောလာအောင်မယ်ဒီနေ့ကပေါ့နော်ဒီ8လပိုင်း13ရက်နေ့ကမူခအဲဘီဆိုပြီးတော့မှသူတို့အိမ်ပြန်လာတဲ့ကဝိညာဉ်လမ်းမပြောင်းဆိုပြီးမီးထွန်းပြီးကြိုးဆိုတဲ့နေ့လည်းဟုတ်တယ်ပေါ့နော်ပြီးတော့16ရက်နေ့ကျတော့တဲ့သူကအိုခူရီဘီဆိုပြီးတော့မှဒီဝိညာဉ်တွေကိုမီးထွန်းပြီးတော့မှပြန်ပို့ပြီးတော့ပေါ့အဲ့ဒါဘာတိလာခဲ့လဲဆိုတခွားသီးနဲ့ခရမ်းသီးအကြောင်းဘလို့တိလာလဲဆိုလို့ရှင်လေဒီတခွားသီးနဲ့ဒီခရမ်းသီးကိုတော့မြင်းနဲ့နွားပုံစံလုပ်ပြီးတော့မှဝိညာဉ်တွေကိုပြောမယ်ဆိုရင်ကစီးစရာတဲစရာပုံစံမျိုးလောက်ထားတာကွာသူတို့အနေနဲ့လေတခွားသီးကမြင်မြင်လာဖို့ခရမ်းသီးကဖြည်းဖြည်းပြန်မို့ဆိုပြီးတော့မှသူတို့အယူဆနဲ့လှုပ်ထားတယ်ဆိုတော့ကွာတိလာခဲ့တာတကယ်လည်းဘုသူရရပါတယ်လေအဲကြောင့်ရေထဲမစင်းရတော့လို့ထွေထူးထူးမဟုတ်ဘူးဒီရေနစ်တည်သွားတဲ့ဝိညာဉ်တွေကနေပြီးမှလူစားလဲမှာဆိုလို့ပေါ့နော်အဲ့ဒါကြောင့်မို့သူတို့ကရေထဲမစင်းပါနဲ့ဆိုပြီးတော့ပြောလာကွာပြောလာတော့ဟုတ်လားပေါ့ဒါပေမဲ့ငါဒီနေ့သွားခဲ့လိုက်တယ်ဆိုပြီးတော့မှဒီအဲ့ဒီကအပြန်ဈေးသွားရင်းနဲ့ဈေးမှာကိုနဲ့တည်တဲ့ဒီဂျပန်အန်တီတယောက်နဲ့အလုံးဒီတိုင်းကိုနဲ့အသက်မတိမ်မရင်တွေ့တော့မေးကြည့်ခဲ့လိုက်တော့ဟုတ်တယ်အဲ့လိုမျိုးမြန်မာလိုဆိုလူစားလဲမှာဆိုလို့ပေါ့နော်တချို့ဝိညာဉ်တွေပြန်တက်လာတဲ့ခါကျလို့ရင်လူစားလဲမှာဆိုလို့တဲ့ဒါလည်းဘိုးတူတာနေပြပြတာပါဒါကိုလည်းသိကျင်တာလည်းပါတယ်နော်ကိုလည်းနည်းနည်းဆက်ဆိုတာဆိုတော့အဓိကအဲ့ဒါပဲရေထဲမစင်းရတဲ့အကြောင်းအရာကရေနစ်သေးသွားတဲ့ဝိညာဉ်တွေကလူစားလဲမှာဆိုလို့သူတို့အမှအယူရှိတယ်เนาะဒါပေမဲ့သူ့နိုင်ငံနဲ့သူ့အယူကတော့ဒါပေမဲ့နောက်တစ်ခုကကျတော့ဒီအဲ့လိုတို့ရှိဆက်စွတ်တွေမှာတချို့နေရာတွေမှာအိမ်နေမှာအဲ့လိုမျိုးလောက်ကြတယ်အိမ်ပေါက်ဝါလေးတွေမှာလीเนาะတွေ့တာတခွာဒီနဲ့အဲ့ခရမ်းဒီကိုတော့အဲ့မြင်းနဲ့နွားပုံစံတော့ကိုလည်းတွေ့ဘာလောက်ထားလဲကိုလည်းမသိအခုမှသိတာဆိုတော့အဲ့ဒါအကုန်လုံးသိအောင်ပြောပြချင်တော့ပြောပြတာအကုန်လုံးသိအောင်ပြောပြပေးတာကွာ